1385ခုနှစ်တဘူရဲလာပြီးကျော်14ရက်2024ခုနှစ်မတ်လ9ရက်စနေနေ့မန္တလေးတိုင်းဒေသကြီးအမြေသာဆန်မြို့နယ်မှာအတ္တမိကာရမရွှေကျင်တိုက်မကြီးကျွန်းကျောင်းတော်ကြီးအတွင်စင်ကျပပြုလို့အပ်သည်ပစ္စမသံဃာနာတင်ဘဝရှင်မင်းတို့မိတရားကြီးဤကုသိုလ်တော်သမိုင်းဝင်ကျောင်းတော်ကြီးကိုရှေးမှုမပြည့်ပြုပြင်ပြည်စည်းမှုအထိမ်းမှရှေးစကြကုသိုလ်တော်အောင်ပွဲအထုသမသဘေခန္ဓာ၌ဖခင်ကြီးဥတင်တော်အာရည်စု၍မိခင်ကြီးတော်အန်ကူအားမူထားတဲ့တောက်တာမုံမထုံမိုးတော့နေကုမ္ပဏီလိမိတက်မြေတောက်တာစောထုံးနဲ့တောက်တာသက်တာဆွေမင်းစုထူကုစေကဥသိန်ထုံတော့ခင်ဥတို့အားမြူထား၍ဥမိုးစောထုံယူယူသုံးပြီးဖြန့်ချီမိသားစုတို့ဤအပ္ပဒါဒါနာဓမ္မဒါနာအဖြစ်ဖြင့်ဟောကြားအပ်သောမတူကွယ်ပြသတ္တရာဘဝအမြင့်မြတ်အကြောင်းတရားဒေသနာတော်ဘဝလူတိုင်းအဘဝတစ်ခုရထားတဲ့ဘဝပေါ်မှာတုံးနဲ့တူရှုမြင့်မှုကွက်ပြချမ်းသာအဲ့ဒီကြောင့်ကိုမြတ်စွာဘုရားကဒိဋ္ဌိကတသုတ်တံမှာရှင်းနေဟောကြားထားတာဖြစ်တယ်အဲ့ဒီသုတ်တံကိုဒီကနေ့တာယူမှတ်သားထားကြဘဒုကွယ်ပြသတ္တရာဘဝအမြင့်မြတ်ဘဝနဲ့ပတ်သက်ပြီးတော့တုံးနဲ့တူရှုမြင့်သုံးသပ်မှုကကွယ်ပြချမ်းသာကြဘဝဆိုတာလူတိုင်းမှာဖြစ်ပေါ်လာတဲ့ခန္ဓာ၅ပါးကိုလည်းဘဝလို့ခေါ်တယ်အဲ့ဒီခန္ဓာ၅ပါးကိုဖြစ်စေတဲ့ကံတရားကိုလည်းဘဝလို့ခေါ်တယ်အဲ့တော့ဘဝလို့ပြောလိုက်လို့ရှိရင်အဓိကကတော့ရရှိထားတဲ့ခန္ဓာ၅ပါးတနည်းအားဖြင့်ယုံနာနှစ်ပါးကိုဘဝလို့ခေါ်တာပဲဖြစ်တယ်လူရဲ့တဏ္ဍမှာဖြစ်နေတဲ့ယုံနာနှစ်ပါးဒီယုံနာနှစ်ပါးတန်တရားထဲမှာစစ်စစ်မပြတ်ဖြစ်စဉ်တစ်ခုအနေနဲ့ဖြစ်နေတာဘယ်လိုဖြစ်စဉ်တစ်ခုအနေနဲ့ဖြစ်တော့ဆိုလူရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုရင်ဘဝကပဲပုံရလာတယ်ရလာတဲ့ဘဝကိုဘယ်လိုအကြောင်းအကျိုးတွေဆက်ဆက်ပြီးတော့တိုးတက်ဖြစ်ပေါ်လာတယ်ဆိုတာပဋိစ္စသမုပ္ပါဒ်ကိုအကြပ်မြင့်ဆင်ញင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်အဝိဇ္ဇပစ္စယသင်္ခါရပစ္စယဝိညာဏဆိုတာဘဝရတာဖို့ကိုရှင်းပြတဲ့စကားပဲအဲ့တော့မြန်မာလို့နားလည်အောင်ပြောရမယ်ဆိုရင်အဝိဇ္ဇဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာအကောင်နဲ့ဆိုအကြောင်းနဲ့အကျိုးအမှန်တရားကိုမသိတာအဝိဇ္ဇဘုရားတို့တွေဟာလွန်ခဲ့တဲ့ကာလတွေကအကြောင်းနဲ့အကျိုးအကောင်နဲ့ဆိုအမှန်တရားကိုမသိခဲ့ကြဘူးမသိသည့်အတွက်ကြောင့်လှုပ်ပြီးလှုပ်ရလှုပ်ကြတယ်မသိတာကအကြောင်းတရားလှုပ်ပြီးလှုပ်ရကအကျိုးတရားအဲ့တော့အဝိဇ္ဇအမှန်မသိတာကကိလေသာ
အဲ့ဒီကိလေသာကိုကြောင့်ပြုပြီးတော့လှုပ်ပြီးလှုပ်ရလှုပ်တဲ့သင်္ခါရဆိုတဲ့ကတရားတွေဖြစ်လာတယ်လှုပ်ပြီးလှုပ်ရလှုပ်တဲ့ဆိုတာကောင်းတာလည်းလှုပ်ပြီးတယ်မကောင်းတာလည်းလှုပ်ပြီးတယ်နော်ဥပမာပဲလောဘကိုကြောင့်ပြုပြီးတော့ကောင်းမှုတွေလှုပ်တယ်မကောင်းမှုတွေလှုပ်တယ်ဒေါသကိုကြောင့်ပြုပြီးတော့ကောင်းတာလည်းလှုပ်တယ်မကောင်းတာလည်းလှုပ်တယ်ကိလေသာကိုကြောင့်ပြုပြီးတော့ကုသိုလ်အကုသိုလ်နှစ်ခုစလုံးဖြစ်နိုင်တယ်အဲ့တော့တဏှာဘောအမှာကိုပြန်စဉ်းစားကြည့်ရင်တို့တွေကဘယ်ဟာအမှန်တရားလဲဆိုတာမသိဘူးမသိတာကဝိဇ္ဇာမသိလို့လှုပ်ပြီးလှုပ်ရလှုပ်တဲ့သင်္ခါရလှုပ်ပြီးလှုပ်ရလှုပ်လို့ဖြစ်လာတဲ့ကတရားတွေကဖန်တီးမှုတွေရှိလာတယ်အဲ့ဒီဖန်တီးမှုတွေကတရားတွေကအကျိုးတရားကိုထုတ်လုပ်တဲ့အခါမှာသင်္ခါရပစ္စယဝိညာဏဘဝမှာမျိုးစိတ်တွေတစ်ခုရောက်လာဘာနဲ့တူတော့ဆိုရင်သစ်ပင်တွေကအတိတွေတီးပြီးတော့မျိုးစိတ်ကြလိုက်တာနဲ့တူတူပဲနော်ဝိညာဉ်ဆိုတဲ့ဝိညာဏဆိုတဲ့ပရိသေရိစိတ်စတဲ့ပြီးတော့ပေါ်လိုက်တယ်အဲ့ဒီပရိသေရိစိတ်တွေကမျိုးစိတ်တွေဖြစ်နေမျိုးစိတ်ဆိုတာနှစ်ခုထုတ်တယ်နော်မျိုးစိတ်မှန်သမျှအကျိုးနှစ်ခုထုတ်တယ်တစ်ခုကဘာတော့အမြင့်သက်စင်တာတစ်ခုအပေါ်မှာအညောင်တက်တာတစ်ခုမျိုးစိတ်တွေကနှစ်ခုရှိတယ်အလုံးနှစ်ခုလုပ်တယ်နော်အမြင့်ကိုလည်းစင်စေတယ်အညောင်ကိုလည်းတက်စေတယ်အဲ့ဒါလိုပဲဝိညာဏဆိုတဲ့မျိုးစိတ်တွေမှာပါတော့ဆိုရင်အမြင့်ကလေးပါလာတယ်အမြင့်ကရုပ်တရားအမြင့်ကိုပြီးပြုပြီးတော့ပေါ်တက်လာတဲ့အညောင်အဲ့ဒါကနတ္တရားအဲ့ဒါကိုမြတ်စွာဘုရားကဝိညာဏပစ္စယနပရူပံလို့ခေါ်တာနော်ဘဝအဲ့တိုင်းစားလာဝိညာဏဆိုတဲ့ပရိသေဝိညာဉ်ပေါ်လိုက်တာနဲ့တပြိုင်နက်ရုပ်နဲ့နာမ်တစ်ခုပါလာတယ်ပါလာတော့ရှေ့ဆက်ပြီးပါဖြစ်တော့ဆိုရုပ်ဒီနန္ဒီကကြည်ထွားလာတဲ့အခါနပရူပပစ္စယသလာယတနာစိတ်ဖြစ်ဖို့အခြေကနေပေါ်လာတယ်မျက်စိနာနာလက်ရာကာယမနဆိုတဲ့ဣဇတိကာယနာ6ပါးအတွင်အာယနာ6ပါးအစင်သာနာယတာထိတွေ့စိတ်ကူးကြံစည်ရာအာယုလို့ဆိုတဲ့ဗဟိတအာယနာပါဣရာယနာ6ပါးအဲ့ဒါကိုသလာယနာလို့ပြောတာအဲ့တော့ယုံနဲ့နေတူတဲ့ဖြစ်ပေါ်လာတဲ့အခါမှာယုံနဲ့ပတ်သက်ပြီးတော့မျက်စိနာနာလက်ရာကာယပေါ်လာတယ်နာနဲ့ပတ်သက်ပြီးတော့မနာဆိုပေါ်လာတယ်အဲ့တော့ဒါတွေပေါ်လာတဲ့အခါကျတော့ပြမမရှိတဲ့အစဉ်သဏ္ဍာန်ရတာအထီးတွေနဲ့ပေါင်းဆက်တာပေါင်းမိလာတဲ့အခါကျတော့ပေါင်းဆက်မှုကဖတ်တာနော်ပေါင်းဆက်မှုကြောင့်ဆက်သွယ်ပြီးတော့ဖြစ်လာတာကဖတ်တာဖတ်တာကိုအကြောင်းပြပြီးတော့ဝေဒနာဆိုတဲ့စိတ်ကစားမှုတွေပေါ်လာပြန်တယ်ဒါဘဝဆိုတာအဲ့တိုင်းဖြစ်နေတာနော်ဘယ်သူဘဝပဲဖြစ်ဖြစ်ဘဝအလုံးအဲ့တိုင်းလာတယ်အဲ့ဒီလိုအခြေအနေအတာအကောင်လို့လည်းပြောတာလည်းမဟုတ်ဘူးဆိုလို့ပြောတာလည်းမဟုတ်ဘူးတတ္တဝါတွေရဲ့အနေထားကအဲ့ဒါလိုအဝိဇ္ဇာပတိတာကိုအကြောင်းပြုပြီးတော့ကံတရားတွေလှုပ်တယ်ကံတရားကနေဘဝကိုချပေးလိုက်တယ်ချပေးလိုက်တဲ့အဲ့ဒီမျိုးစိတ်ဖြစ်တဲ့ပရိသေတွေကယုတ်တိနန္တွေကိုပေါက်ဖွာပေးတယ်ယုတ်တိနန္တွေယုတ်တိတဲ့မှာဒီအာယုံကိုဆက်သွယ်ယူနိုင်တဲ့ဩဂန်အင်္ဂါရတိပါလာတယ်ပါလာသည့်အတွက်ကြောင့်မျက်စိရှိလို့ပြစ်မဲ့ကမြင်စရာတွေကိုမြင်လာတယ်နာရှိတော့အသံတွေကြားလာတယ်နှာခေါင်းရှိတော့အနံ့ရလျှာရှိတော့ရတာကိုယ်ကာယရှိတဲ့ကအပူအေးစားတဲ့အထိတွေ့စိတ်ရှိတဲ့ကြတော့စိတ်ထဲမှာချမ်းစီစိတ်ကူးစရာတွေအဲ့ဒါတွေပေါ်လာတယ်အဲ့
အဲ့ဒီပေါ်လာပြီးအာယုန်နဲ့ဝတ္ထုနဲ့အာယုန်ပေါင်းစပ်မိလိုက်တာနဲ့တပြိုင်နက်ပေါင်းစပ်မိတာကဖတ်တာကိုအကြောင်းပြုပြီးတော့စိတ်ခံစားခြင်းဝေဒနာဒါဒုက္ခကမှတာဖြစ်တာဒီချိန်တည်းအောင်အကောင်းအဆိုးပြောတာမဟုတ်သေးဘူးနော်အဲ့တော့ဝေဒနာဆိုတာဘာကိုပြောရလဲဆိုဒုက္ခဝေဒနာဒီတစ်ခုကလိုရင်းမယ်အာယုန်နဲ့ပတ်သက်လာတဲ့အခါမှာဒုက္ခဝေဒနာဘယ်လိုပေါ်လဲအာယုန်နဲ့ဆုံးတဲ့အခါမှာဒုက္ခဝေဒနာဘယ်လိုပေါ်လဲနားလည်အောင်ပြောရမယ်ဆိုရင်မျက်စိနဲ့အစဉ်ဆုံးလိုက်တယ်လာရဏပစ္စယဖတ်တော့နော်မျက်စိနဲ့အစဉ်ဆုံးလိုက်တာနဲ့တပြိုင်နဲ့စိတ်ဖြစ်လာတယ်အဲ့စိတ်ကနေပြီးတော့ဖတ်တာကနေပြီးတော့စိတ်ခံစားမှုဘယ်လိုပေါ်လာလဲဆိုကိုမြင်လိုက်တဲ့အာယုံကကိုကြိုက်တဲ့အာယုံကိုမကြိုက်တဲ့အာယုံနှစ်ခုရှိတယ်ကြားလိုက်တဲ့အတန်ကလည်းကိုကြိုက်တဲ့အတန်ကိုမကြိုက်တဲ့အတန်နှစ်ခုရှိတယ်အနံကလည်းကိုကြိုက်တဲ့အနံကိုမကြိုက်တဲ့အနံနော်အဲ့တော့ကွက်ပြချမ်းသာမှုတွေရှိတယ်အဲ့ဒီကွက်ပြချမ်းသာမှုကိုကြောက်ပြုပြီးတော့ဆိုပါစို့အခုလို့ယတိဥဒုပူနေတဲ့အချိန်မှာဆိုရင်လေးတိုက်ရင်လူတိုင်းကကြိုက်လိမ့်မယ်တဲ့နော်လူတိုင်းကကြိုက်လိမ့်မယ်လေဘူးကြီးတိုက်ရင်လူတိုင်းကကြိုက်ပါပေါ့ကဲဆိုပါစို့အခုလို့ပူအိုက်နေတဲ့အချိန်မှာလေးလာလိုက်လို့ရှိရင်လူတိုင်းရဲ့ကိုယ်ကာယကလက်ခံတယ်အလွယ်တကူလက်ခံလိုက်တယ်လွယ်တကူလက်ခံလိုက်တော့စိတ်ထဲမှာကျဉ်းနှံ့မှုဖြစ်တယ်အဲ့ဒါကိုဒုက္ခဝေဒနာလို့ခေါ်တယ်နော်ဒုက္ခဆိုတာအဲ့ဒါပြောတာဒုက္ခရဲ့အတိပ္ပယ်ကိုပြောမယ်ဆိုရင်သူဆိုတာလွတ်လပ်ကူခါဆိုတာလက်ခံစိတ်ထဲမှာကိုကြိုက်တဲ့အာယုဆိုလွတ်လပ်ကူလက်ခံ easy to accept ဒုက္ခဝေဒနာဆိုတာ easy to accept လွတ်လပ်လေးတဲ့လက်ခံဒီအာယုကကိုကြိုက်တဲ့အတန်ဆိုရင်လည်း easy to accept လက်ခံလိုက်တာသူကသူကိုလက်ခံမိတာဖြစ်နေကိုကြိုက်တဲ့အနံ့ဆိုလည်းလက်ခံလိုက်လွတ်လပ်ကူနဲ့လက်ခံကိုကြိုက်တဲ့အရာသာကိုကြိုက်တဲ့အထီးတွေအလုံးဟာလွယ်တကူလက်ခံမှု easy to accept ဒုက္ခဝေဒနာဖြစ်တယ်လို့ပြောတာကဲဆန့်ကျင်မဲ့ကြတော့ကိုမကြိုက်တဲ့ဟာကြတော့ဘာဖြစ်လာတော့ဒုက္ခဒုဆိုတာခဲရင်ခါဆိုလက်ခံ difficult to accept လက်ခံမှုခဲ့တယ်ဒါဒုက္ခကိုလွယ်တကူနားလည်အောင်ပြောပြတာနော်အဲ့ဒါကိုပဲဒုက္ခဆိုတာချမ်းသာခံစားတယ်ဆင်းရဲခံစားတယ်လို့ပြောတယ်ချမ်းသာတယ်ဆင်းရဲတယ်လို့ပြောရင်လူတွေကအတိတ်ပဲတစ်မျိုးတွေးတယ်ပတ်စံရှိတဲ့လူကိုချမ်းသာတယ်လို့ထင်တာနော်ပတ်စံမရှိရင်ဆင်းရဲတယ်လို့ထင်တယ်အဲ့ဒါကိုပြောတာမဟုတ်ဘူးဖြစ်ပေါ်လာတဲ့အာယုတစ်ခုကိုစိတ်ကအလွယ်တကူလက်ခံလိုက်ရင်ဒုက္ခဝေဒနာဖြစ်တယ်လက်ခံဖို့ခက်တဲ့ဆိုရင်ဒုက္ခဝေဒနာဖြစ်တယ်အဲ့တော့ easy to accept ဒုက္ခ difficult to accept ဒုက္ခသူကသူဖြစ်လာတာနော်ဖတ်တာကြောင့်ဖြစ်လာတာဖတ်တာဖြစ်တာနဲ့ဝေဒနာယစီကမြင်တာလည်းဒီတိုင်းပဲနာကကြားတာလည်းဒီတိုင်းပဲနှာခေါင်းကနားရရင်လည်းဒီတိုင်းပဲအလွယ်တကူလက်ခံတာဒါကြောင့်မို့အလွယ်တကူလက်ခံနိုင်တဲ့နေရာနဲ့ပတ်သက်ပြီးတော့အနုရောဓဝိရောဓဆိုတာလို့ရှိတယ်အနုရောဓဆိုတာလိုက်လျောတာစိတ်ကိုလိုက်လျောနေတာနော်ကိုကြိုက်တာဆိုရင်စိတ်ကိုလိုက်လျောပြီးသားဖြစ်တယ်ဝိရောဓဆိုတာစိတ်ထဲမှာဆန့်ကျင်သွားတယ်တဘာဝကိုယ်ကဆန့်တယောလူသေးတိဒုက္ခဝေဒနာဖြစ်လိုက်တာနဲ့ရာဂဒုတိယရောက်လာဖြစ်လာတယ်နော်ဒုက္ခဝေဒနာတိုင်းအလွယ်တကူจิตနဲ့စွာလက်ခံလိုက်တာနဲ့တပြိုင်နက်နှစ်သက်မှုဆိုတဲ့ရာဂအပေါ်လာတာဒါသဘာဝလို့ဖြစ်တယ်
အဲ့ဒါကြတော့ပုထုဇဉ်နေမှာဖြစ်တာဖရာယန္တာကြတော့ဝေဒနာတော့ဖြစ်တယ်ဝေဒနာပစ္စယတဏှာမဖြစ်တော့ဘူးလို့ဆိုလို့အဲ့တော့ဒီဒုက္ခဝေဒနာဖြစ်လာတဲ့အခါမှာဒုက္ခဝေဒနာပစ္စယတော့လို့မဟောပဲနဲ့ဝေဒနာပစ္စယကိုတဏှာလို့ပဲဘာလို့ဟောတော့ဆိုစဉ်းစားကြည့်လေလူတွေကဒုက္ခနဲ့တွေ့ရင်အဲ့ဒီပါလေယတ္တမဟုတ်ဘူးဒုက္ခနဲ့တွေ့ရင်တော့ယက်တယ်သဘောကျတယ်ဒုက္ခဝေဒနာနဲ့တွေ့ရင်ဒါကိုကြိုက်တယ်နော်ကြိုက်တယ်နှစ်သက်တဲ့တွေ့တာလည်းဖြစ်သွားတယ်ဒုက္ခဝေဒနာပစ္စယတဏှာဟုတ်ပြီဒုက္ခဝေဒနာကြတော့ဒေါသဖြစ်လိုက်တာကမကြိုက်လို့စัจ jit မှုဖြစ်လိုက်တာခဏလေးချက်ချင်းကောင်းတာကိုမျောတဲ့စိတ်ကဖြစ်လာတယ်မလို့ချင်မှုတွေသူကမလို့ချင်တော့ကောင်းတာကိုတွေးတာပဲဆိုပါစို့နေထိုင်မကောင်းဖြစ်နေတဲ့ပုဂ္ဂိုလ်ကနေထိုင်ကောင်းခြင်းတယ်ကောင်းကြိုက်နေတဲ့ပုဂ္ဂိုလ်ကောင်းကြိုက်တာပျောက်ခြင်းဘိုင်းနာတဲ့လူကလည်းဘိုင်းနာတာပျောက်ခြင်းဒီ difficult to assess ဆိုတဲ့ဒုက္ခဖြစ်တာကိုကြောက်ပြုပြီးတော့လူတွေကဒုက္ခကိုမျောလင့်တယ်နော်ကိုကြိုက်တာကိုမျောလင့်တယ်အဲ့ဒါကြောင့်ဘုရားဝေဒနာပစ္စယတဏှာလို့ပဲဟောတယ်မြတ်စွာဘုရားဝေဒနာပစ္စယတော့လို့မဟုတ်ဘူးဘာလို့မဟောတော့အဲ့နေရာမှာမရဘူးလေလူတွေရဲ့စိတ်ကအဲ့နာမှာရမသွားဘူးမုန်းတီးတဲ့အပေါ်မှာရမသွားပဲနဲ့မျောလင့်ချက်ကဆက်လိုက်လာအဲ့ဒါကြောင့်ဘုလို့ဒုက္ခယဝေဒနာယပဋိက္ခဏုတေယောနုတေတိဒုက္ခဝေဒနာဖြစ်လာလို့ရှိရင်ပဋိက္ခဏုတေယဆိုတဲ့ဒေါသဖြစ်တယ်သို့တော့အဲ့ဒီမှာရတ္တသွားလားဆိုမရတ္တကောင်းတာကိုမျောနေတဲ့စိတ်ကထပ်ဖြစ်လာအဲ့ဒါကြောင့်ဘုလို့ဒီဝေဒနာပစ္စယတဏှာလို့ပဲဟောတယ်ဝိသုဒ္ဓိမေမတော့ဘလို့ရှင်းလို့ဆိုရင်ဒုက္ခိဒုက္ခပတ္ထယတိခဏက difficult to accept လက်ခံမှုခင်တဲ့အာယုန်နဲ့တွေ့လိုက်လို့ရှိရင်စိတ်ထဲမှာမကြိုက်ဘူးမကြိုက်တဲ့လူကကြိုက်တာအောင်မျောလင်းတဲ့သူကပြဲတာကိုမကြိုက်ဘူးဆိုရင်ကြိုက်တဲ့စီစိတ်ကရောက်သွားတယ်မကြိုက်တာလည်းရမသွားဘူးကြိုက်တဲ့အာယုန်ကိုမျောလင်းတာဖြစ်သွားတယ်အဲ့ဒါကြောင့်ဘုဒုက္ခိဒုက္ခဖြစ်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခပတ္တယတိဒုက္ခကိုမျောလင်းနေဒုက္ခိဘေယောပိအစတိဒုက္ခရှိတဲ့ပုဂ္ဂိုလ်ကြတော့ဒီတဲ့ပို့ပြီးတော့ချမ်းသာခြင်းနဲ့သူကအစင်မြင့်ရင်နဲ့တိုးတက်ခြင်းနဲ့အဲ့လိုဖြစ်လာတာပြောင်းသွားတာမဟုတ်ဘူးအစင်မြင့်တာသူကနော်အဲ့ဒါကြောင့်ဘုလို့ဝေဒနာပစ္စယတဏှာဆိုအဲ့တော့ဘာဖြစ်လာတော့ဆိုလူဘဝမှာဝေဒနာကိုအကြောင်းပြုပြီးတော့ဘာဝင်လာတော့ဆိုကိလေသာတွေဝင်လာအဲ့ဒီကိလေသာတွေကအကောင်းလာတာကိုဥပါဒဏ်လို့ခေါ်တယ်ကိလေသာတွေအကောင်းလာရင်တဏှာအကောင်းလာရင်ဆွဲလန်းသွားတယ်ပေါ့နော်ဆွဲလန်းမှုကလည်းတောက်တပြုတ်ရှိတယ်ဒိဋ္ဌိဆိုတဲ့အမြင်မှာမှုကလည်းဆွဲလန်းတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့ဥပါဒဏ်စိတ်ဆွဲလန်းမှုဖြစ်လာတယ်လိုချင်မှုရဲ့နောက်မှာဆွဲလန်းမှုရှိတယ်အဲ့ဒီဆွဲလန်းမှုဖြစ်လာပြီဆိုလို့ရှိရင်ကိလေသာကြောင့်ဘာဖြစ်ပြန်လို့ဆိုကိလေသာကိုကြောက်ပြုတ်ပြီးကောင်းတာလည်းလုပ်တယ်မကောင်းတာလုပ်တယ်ဆိုကံတရားတွေဖြစ်လာပြန်အဲ့ဒီကံတရားကိုတော့မြတ်စွာဘုရားကဘဝလို့ခေါ်တာနော်ရှေးတုန်းကအဝိဇ္ဇာနောက်ကကံတရားကိုတော့သင်္ခါရ creator ပေါ့သင်္ခါရလို့ဆိုပြုပြင်တတ်တဲ့ creation ဒါကြတော့ဘဝလို့ခေါ်တယ်နော်ဘဝတစ်ခုတိဆောက်တဲ့ကံတရားတွေဖြစ်လာတယ်ဟောအဲ့ဒီနီးနဲ့ဘဝတစ်ခုရလာပြီးတော့လူတွေဟာဘဝကိုအကြောင်းပြုပြီးတော့ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်အဲ့လိုဖြစ်လာတာနော်ဘဝရလာတဲ့လူတွေဟာအချိန်ခါလျော်စွာဘဝဒုက္ခဘဝဒုက္ခဆရှိတယ်ဘ
ဝထဲမှာဒုက္ခဖြစ်တာလည်းရှိတယ်ဒုက္ခဖြစ်တာလည်းရှိတယ်မတူညီတဲ့အတွေ့အကြုံတွေကိုကြောင်းပြုပြီးတော့ဒုက္ခဖြစ်တဲ့အလိုက်မှာကိလေသာဆိုတဲ့တဏှာဆိုတဲ့ကိလေသာတွေတိုးပွားတယ်အစင်မပြေတဲ့အခိတ်မှာတခြားကိလေသာတွေတိုးပွားလာတယ်တိုးပွားလာတော့အဲ့ဒီကိလေသာကိုကြောင်းပြုပြီးကံနေလှုပ်တယ်ကံနေလှုပ်တယ်ဆိုတော့ action တွေဖြစ်လာတယ် action တိုင်းမှာ reaction ဆိုတာရှိတယ်တုံ့ပြန်လာတာတွေရှိတယ်နော်အဲ့ဒီတုံ့ပြန်တာကဝိပါကပဲကံတရားရဲ့တုံ့ပြန်မှုတုံ့ပြန်မှုဆိုတာဘယ်နေရာမှာဆိုရှိတယ်ကိုးစားလိုက်တဲ့အစာကပိုင်းနာမဲ့အစာဆိုပိုင်းနာတာအစာရဲ့တုံ့ပြန်မှုပဲနော်အစာရဲ့တုံ့ပြန်မှုအေးတရဲ့တုံ့ပြန်မှုကပါတော့နာစီပဲချောင်းဆိုပဲအပူမိရာရဲ့တုံ့ပြန်တာလည်းဒီလိုပဲဆိုကြတစ်ခုဖြစ်ပေါ်လာတယ်ထို့တူပဲကောင်းတဲ့ကံရဲ့တုံ့ပြန်မှုကအစဉ်ပြေတယ်မကောင်းတဲ့ကံရဲ့တုံ့ပြန်မှုကြတော့ခက်ခဲတွေ့တယ်ဟောကတရားရဲ့တုံ့ပြန်မှုနေအဲ့တော့လောကမှာနော်ကိလေသာကိုအကြောင်းပြုပြီးတော့ကတရားတွေဖြစ်တယ်ကံတရားကြောင့်အကျိုးတရားတွေဖြစ်ပေါ်လာတယ်အဲ့ဒီကနေပြီးတော့တခါအကျိုးတရားပေါ်မှာလှုပ်ခြင်းတဲ့ကိလေသာထပ်တိုးလာတယ်ထပ်တိုးလာတော့ထပ်တုပ်ပြန်တယ်အဲ့ဒါကိုပဲဝတ္တုံမလို့ပြောတာနော်လှုပ်ခြင်းတာကကိလေသာဝတ်လှုပ်တာကကမ္မဝတ်ရှားတာကဝိပါကဝတ်အဲ့တော့ထွက်ပေါက်ရှိလားဆိုမရှိဘူးတန်တရားထဲမှာအဲ့လိုနေတယ်အဲ့ဒါတန်တရားဘဝနဲ့ပတ်သက်လာရင်ကိုဘဝကိုပုံဖော်ကြည့်ဖို့ပြောပြတာနော်လူတိုင်းရတဲ့ဘဝမှာအဲ့တော့ရသော်ဗျာကဘုရားဘာသာတွေကိုလည်းပဲနှစ်ခုနဲ့ဟောထားတာအဲ့ဒီလည်းပဲနှစ်ခုမရော့ထွေးဖို့လိုအပ်တယ်ပေါ့ဘုရားတရားတော်မှာခုတန်တရားဘဝမှာလည်းပဲနှစ်ခုမှတ်ရမယ်နော်ဘဝဆိုတာခုပြောတဲ့အတိုင်းအကြောင်းကျိုးဆက်ပြီးတော့ဖြစ်လာတဲ့ကိုရထားတဲ့ဘဝသည်နော်ဒုက္ခလည်းပါတယ်ဒုက္ခလည်းပါတယ်ဒုက္ခသက်သာဖို့အတွက်ဘာလို့ရတော့ဆိုကုသိုလ်လုပ်ရကုသိုလ်တွေလုပ်ချင်အဖြစ်ဒုက္ခသက်သာလာတယ်ဆိုပါစို့သီလကုသိုလ်ထိတ်သိမ်းဆောက်ရှောက်တယ်ဆိုပါစို့သီလကုသိုလ်ထိတ်သိမ်းဆောက်ရှောက်လိုက်လို့ရှိရင်အပိငရဲကြာရောက်တဲ့ဒုက္ခတွေသက်သာသွားတယ်နော်ငရဲဒုက္ခသက်သာမဲ့တရိစ္ဆာန်ဘဝဒုက္ခတွေသက်သာမဲ့ပြိတ္တဘဝဒုက္ခတွေသက်သာသွားတယ်ဘယ်သူကသက်သာစေတာတော့ဆိုရင်ဒီကုသိုလ်ကယောဂတစ်ခုဖြစ်လာလို့ရှိရင်စေတော့စေကယောဂကိုသက်သာစေတယ်ထို့တူပဲဒီကိလေသာကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခတွေကိုသက်သာဖို့အတွက်ကုသိုလ်လုပ်ကြရတယ်ဟောတန်တရားဘဝထဲမှာဒုက္ခသက်သာအောင်မြတ်စွာဘုရားကဒီပြီးခဲ့တယ်အဲ့ဒီဒီရပါလိမ့်လို့ဆိုရင်တပပပတအကရဏအကုသိုလ်တွေမလုပ်ပဲနဲ့ရှောင်ကြကုသလတုပတဗရာကုသိုလ်တရားတွေကိုပြည့်စုံစေကြသစိတ်တပရိယောဓပတံကိုယ်စိတ်လေးကိုဖြူစအောင်ထားကြစာဘဝရဲ့ဒုက္ခတွေသက်သာဖို့အတွက်ဆုံးပါတာပဲဖြစ်တယ်နောက်တစ်ခါပါဒပိတုဥပဋ္ဌာနမိဘတွေကိုပြုစုကြလုပ်ကြွေးကြပညာရှိကိုစိတ်ကြိုက်ဖို့ဝဲကြပညာမရှိအမှားကိုတိုက်တွန်းတဲ့ပါဠိတွေနဲ့ပပေါင်းတဲ့ညနဲ့သူတို့ရဲ့အကျင့်စရိုက်တွေကိုရှောင်ကြလို့ဒီလိုဟောတာနော်အခုပြောတဲ့ compassionate truth လို့ခေါ်တဲ့သဗ္ဗုဒ္ဓသစ္စာလည်းပဲအနေဟောပေးတာဒါသဗ္ဗုဒ္ဓသစ္စာလည်းပဲလို့ပြောသဗ္ဗုဒ္ဓသစ္စာလည်းပဲမှာကျေစုကြည်ပါတဲ့အမေရှိတယ်အဖေရှိတယ်ဆရာသမားရှိတယ်မိတ်ကောင်းဆွေကောင်းရှိတယ်ဒါတွေကကုသိုလ်ဖြစ်ဖို့အတွက်အကြောင်းတရားတွေကုသိုလ်ဖြစ်မှဒုက္ခဆိုတဲ့ easy to accept အကျိုးတရားတွေကိုရမှာဖြစ်တယ်အဲ့ဒါတွေကိုရဖို့အတွက်တန်တရားတွေမှာတက်တာနော်ဘဝမှာပြည့်ပြည့်စုံစုံတ
ဒါနကုသိုလ်ရှိသည့်အတွက်ကြောင့်ဘဝမှာပြည့်ပြည့်စုံစုံနေရတယ်ထိုင်ရတယ်သီလကုသိုလ်ရှိသည့်အတွက်ကြောင့်သီလကုသိုလ်ဆိုတဲ့တည်းပဲပါဏာတိပါဒလုံးတဲ့ဆိုရင်ဘဝဖြစ်လာတဲ့အခါမှာကြပါတဲ့သက်ရှိတယ်ယောဂနဲ့ဒါပါဏာတိပါဒလုံးနဲ့အကျိုးဆက်ပဲအဒိဏတတလုံးသည့်အတွက်ကြောင့်ကိုရထားတဲ့ပစ္စည်းဥစ္စာဟာခိုက်မြဲတယ်နော်ခိုက်မြဲတယ်လူဘဝဆိုတာသက်ရှိရမယ်ကြမ်းမာရမယ်ဒါတခုပဲသက်ရှိကြမ်းမာရုံနဲ့မပြီးသေးဘူးအသက်ရှိဖို့အထောက်အကူဖြစ်တဲ့ပစ္စည်းဥစ္စာလည်းရှိရမယ်ပစ္စည်းဥစ္စာသည်လူတွေရဲ့ဒုတိယအသက်ပဲဘာလို့လဲဆိုရင်ဒီအသက်တစ်ခုတည်းနဲ့ယက်တိလို့မရဘူးလေနော်ပစ္စည်းလေးပါဆိုတာအသက်ကိုအထောက်အကူပြုတယ်ဟာပဲစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်ပကြမရဲ့စီဝတ္တစာဘုန်းကြီးတွေသာပစ္စည်းလေးပါမဟုတ်ဘူးလူတွေဘဝယက်တိဖို့အတွက်ပစ္စည်းလေးပါအဲ့ဒီပစ္စည်းလေးပါသူများပိုင်တဲ့ပစ္စည်းလေးပါကိုမရယူပဲနဲ့နော်ကိုစစ်စစ်ကြဲ့ကြဲ့နေတာအဒိဏတနာအဆောင်အဲ့တော့သူများပစ္စည်းကိုယူတာလူကိုတတ်တာနဲ့တူလို့ဖြစ်သွားတယ်နော်လူတတ်တာနဲ့တူလို့ဖြစ်တယ်ဒါကြောင့်မို့ပါဏာတိပါဒပြီးရင်လိုက်တာပါအဒိဏတနာမလုပ်ဖို့လိုက်တာမယ်အဲ့တော့ဒီနှစ်ခုပြည့်စုံသွားရင်လုံလောက်ပြီလားလို့ဆိုလူဆိုတာအသက်လည်းရှိရမယ်ကြပ်ပါရမယ်ပြီးတော့ဘာလို့ပစ္စည်းရှိရမယ်နောက်တစ်ခုဘာလို့ဆိုရင်ဂုဏ်သိက္ခာရှိဖို့လိုတယ်အဲ့ဒီဂုဏ်သိက္ခာရှိဖို့အတွက်သူကမေတုမိစ္ဆာစရာရှောင်းအောင်ကမေတုမိစ္ဆာစရာကျွန်းလူကျူလို့တဲ့ပုဂ္ဂိုလ်တွေကဂုဏ်သိက္ခာကဲမဲ့စေတယ်လူရဲ့ဂုဏ်သိက္ခာကိုပြပြစေတယ်ဒါကြောင့်မို့တတိယအနေနဲ့ကမေတုမိစ္ဆာစရာလူဆိုတာအသက်ရှင်ရမယ်ပစ္စည်းဥစ္စာရှိရမယ်ဂုဏ်သိက္ခာရှိရဓမ္မလူဘဝဆိုပြည့်စုံပါလေနော်ဂုဏ်သိက္ခာကင်းမဲ့တဲ့ဘဝလည်းဘဝမှာအဆင်မပြေဘူးဂုဏ်သိက္ခာရှိဖို့လိုတယ်နောက်တစ်ခါတတိယအနေနဲ့မြတ်စွာဘုရားပါဟောတော့လူတစ်ဖက်သားအကျိုးစီးပွားပြည့်ပြားလာအောင်မဟုတ်တဲ့တရားတွေပြောပြီးတော့လိမ့်လေပြောဆိုပြီးတော့အကျိုးစီးပွားပြပြအောင်မလုပ်ရဘူးဘုဒ္ဓဝါဒဆိုတာကိုရှိတာကိုမပေးခြင်းလို့မရှိဘူးပြောတယ်ဘုဒ္ဓဝါဒမဟုတ်ဘူးရသော်ပြဖွင့်ဆိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်လူတယောက်ဒုက္ခရောက်သွားအောင်ရုံးမြေငနာတက်ပြီးတော့မဟုတ်ပဲနဲ့ဟုတ်တယ်လို့လိမ့်ထွက်တယ်မပြင်းပဲနဲ့မြင်တယ်လို့လိမ့်ထွက်တယ်နော်အကျိုးပြပြတော့ပြောတယ်ဘုဒ္ဓဝါဒကိုပြောတာလူတယောက်ဘုဒ္ဓဝါဒကဘယ်လောက်ထိအောင်ဒုက္ခရောက်စေတဲ့ဆိုရင်ဥပမာလူတယောက်ကိုသူခိုးတာမဟုတ်ပဲသူခိုးတာသူမြင်ပါတယ်လို့လိမ့်ပြောလိုက်ရင်အဲ့ဒီလူဟာအဖန်ခံရမယ်နော်အသက်အနေအထိကြိုက်လိုက်တယ်ပစ္စည်းတော့လဲဆုံးရှုံးမယ်လူကုန်သိက္ခာလည်းပြပြစေတယ်မုဒ္ဒဝါဒတစ်ခုတည်းနဲ့တစ်ချက်တည်းနဲ့သုံးခုထိသွားတယ်လူတယောက်ကိုနော်မဟုတ်တဲ့တရားဆွဆွဲပြောလိုက်လို့ရှိရင်အဲ့ဒီလူကသုံးချက်ထိသွားတယ်။ဘာတွေထိသွားတော့သူအသက်ပဲထိသွားတယ်။နောက်တစ်ခုရဲ့ပစ္စည်းဥစ္စာတော့လဲဆုံးရှုံးသွားမယ်။နောက်တစ်ခုကဂုဏ်သိက္ခာသုံးခုစလုံးဖြစ်စီပြတာ။ဒါကြောင့်မို့လို့ဘုဒ္ဓဝါဒကိုစရုဒ္ဓတရားမှာထားတာ။အဲ့တော့အခုပြောတဲ့၅ပါးသီလဟာတစ်ခုမှလျှော့ရမရှိဘူး။နော်တစ်ခုနဲ့တစ်ခုဆက်နေတယ်။ဟုတ်ပြီအဲ့တော့နောက်ဆုံးမှာနော်ငှက်တွေနဲ့ပြိုင်ပြီးကောင်းကင်ပြန်လို့လည်းမရဘူး။အဲ့တော့လူရဲ့ခန္ဓာကိုယ်ကစွမ်းဆောင်မှုအလွန်အားနည်းတယ်။ဒါပေမဲ့လူတွေမှာစွမ်းဆောင်မှုကြီးမားတာပါလို့ဆိုရင်အုံနောက်ပဲအဲ့ဒီအုံနောက်ကိုကြောင်ပြုတ်ပြီးအသိဉာဏ်ကိုကြောင်ပြုတ်ပြီးတတ္တလောကကြီးတစ်ခုလုံးကိုထိန်းချုပ်နိုင်တယ်အဲ့ဒါပရိန်လို့ပြောတဲ့အုံနောက်ရဲ့စွမ်းရည်တတိပဲစင်ကြီးကိုလည်းချုပ်ကင်နိုင်တယ်
ရှိတယ်ငါးတွေကိုလည်းချုပ်ကိုင်တယ်ကောင်းကင်ပြတ်တဲ့ငှက်တွေကိုလည်းချုပ်ကိုင်တယ်အဲ့ဒါလူရဲ့စွမ်းရည်အဲ့ဒါကိုသုံးချတာပဲအဲ့ဒီတော့တလောက်တက်ဖို့ရှိတဲ့အုံနောက်ကိုအဓိကဖြည့်စည်းတာဘယ်သူတော့ဆိုရင်မူရည်ပဲနော်တေးသေးရဲ့မူရည်ကိုတောက်စားမယ်ဆိုရင်အုံနောက်ကိုထိခိုက်တယ်တောက်ပါများလို့ရှိရင်သူဟာအတွေ့ခေါ်ရမှာယွင်းလာတယ်မူရည်နေတဲ့အချိန်ပါဆိုရင်သူဟာအဲ့ဒီလူကမယွင်းနေဖြစ်လာတယ်နော် hallucination သူများကိုရလောက်လာတယ်ဟိုလိုပြောတယ်လို့ပြောတယ်ဖြစ်လာတယ်သူရဲ့တတိတွေမသိညာတွေကလွတ်လာတယ်အဲ့ဒါကြောင့်မို့လို့လူဘဝမှာတန်ဖိုးရှိဆုံးဖြစ်တဲ့အုံနောက်ဆိုတဲ့အသိဉာဏ်ကိုမိမ့်သေးသိမ့်တော့အောင်လုပ်တဲ့သိအရဲ့မှုရဲ့စေဝါဟာအရေးကြီးတယ်ပေါ့သူရဲ့အဖက်ကဒီဘဝမှာနေမဲ့ဆိုးကျိုးတွေဖြစ်တယ်နောက်ဘဝရောက်လို့ရှိရင်လည်းပဲမူရစ်နေတဲ့ဘဝကနောက်မွေးလာလို့ရှိရင်ဘာတွေဖြစ်ဆောအနာမကြတွေဖြစ်လာတယ်တောက်လို့အတိတ်စေတို့အကျုနေတဲ့ပုဂ္ဂိုလ်တွေဖြစ်လာတယ်နော်အယူအနှံဖြစ်လာတယ်အဲ့ဒီ effect ရှိတယ်ဒါကြောင့်မလို့ငါးပါးသီလရဲ့တန်ဖိုးကဘယ်လောက်ကြီးမားတယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်အဲ့လိုဘဝတစ်ခုပြည့်စုံဖို့အတွက်သီလဟာဓမ္မတိအရေးကြီးတယ်ဆိုတာဒီလိုလာခဲ့တာနော်သီလရှိဖို့သိပြီးတော့လိုအပ်တယ်အဲ့တော့ဘဝမှာဒီလူတွေအနေနဲ့ပတ်သက်လာလို့ရထားတဲ့ဘဝမှာဒီကိုတယောက်တည်းမှနေကြတာမဟုတ်သည့်အတွက်ကြောင့်လူဆိုတာ society နဲ့အသင်းနဲ့ပဲနဲ့နေတာဖြစ်တယ်ဒါကြောင့်မို့လို့လေးစားရမယ့်ပုဂ္ဂိုလ်လေးစားရမယ်စိတ်ကရမယ့်ပုဂ္ဂိုလ်စိတ်ကရမယ်အလုံးကဒီလိုနေရဒီတော့မှအဖြစ်လာတော့ဆိုခုနပြောတယ်လူရဲ့အရေးချင်း humanity ကိုရရှိနိုင်တယ်လို့ဆိုမရတယ်နော်ဘဝဆိုတာမိကောင်ဖားကောင်ဆွေကောင်မျိုးကောင်ပုဂ္ဂိုလ်ပေါင်းနေဆိုတာရှိကိုရှိတာမရှိလို့မြတ်မတူမျိုးတွေကြည့်မြတ်မတူမျိုးတွေဟာပကံခေကရေကဒါကမတန်ရှိတာကိုပြောတာမြတ်မတွေကပကံခေကမှစားတာတော့မဟုတ်ဘူးမတန်ရှိတာကိုပြောရမှာပဲနော်အဲ့ဒီမှာရှင်အရဟံနဲ့အနောထဘယင်ကြီးတို့တိုက်သူပြည်သားတွေကောင်းစားဖို့အတွက်မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုရှာဖွေစုဆောင်းပြီးတော့ဒီဆုံးမတွေလိုက်နာအောင်ဆောင်ရွက်ခဲ့ကြတယ်။ဒါကြောင့်မို့အဲ့ဒီချိန်ကနေစပြီးမြတ်မပြေအသာသနာထွန်းကားလာခဲ့တယ်။နောက်ဆုံးမန္တလေးခေတ်ဒီဘောမင်းလက်ထက်အထိဆိုတာနော်အဲ့ဒီမှာအုပ်ချုပ်လာတဲ့ဟာတွေအလုံးဟာမြတ်စွာဘုရားအဆုံးအမနဲ့ပဲအုပ်ချုပ်လာတာအနောက်တိုင်းနဲ့အုပ်ချုပ်တာမဟုတ်ဘူးအနောက်တိုင်းတွေးခေါ်တဲ့အုပ်ချုပ်တာမဟုတ်ဘူးမြတ်စွာဘုရားအဆုံးအမနဲ့အုပ်ချုပ်တာနော်မန္တလေးခေတ်မှာဆိုရင်ရောမင်းကြီးဥဖိုးလိုက်စာမတပတ်တတ်မင်းတို့မင်းကြီးရဲ့လက်ရုပ်ပဲသူလားမင်းတို့မင်းကြီးရဲ့လက်ရုပ်ပဲသူဟာကာယ ानु ပတနာဆိုတဲ့ဉာဏ်ကြီးကိုအင်္ဂလိပ်လိုရေးထားတဲ့ခန္ဓာပေတာဆိုတဲ့အနာတမီဉာဏ်နဲ့နိုင်ရှင်းပြီးတော့ comparative study လုပ်ထားတယ်သူရေးထားတာရှိတယ်ကနေခေတ်ဆိုရင်ဒေါက်တာဘွဲပေးရမယ့်ပုဂ္ဂိုလ်ပဲနော်အနာတမီဉာဏ်နဲ့ပါဠိစာပေပါရှိတဲ့ပိဋကတ်နဲ့တိုက်ဆိုင်ပြီးတော့သူအသေးစိတ်ရေးထားစိတ်ဝင်စားလို့ရှိရင်ရှိတယ်ကာယ ानु ပတနာဉာဏ်ဆိုတာနော်ဒါနမူနာတစ်ခုထုတ်ပြတာဒီလိုပုဂ္ဂိုလ်တွေပြည့်စုံတဲ့ဘဝတစ်ခုမြတ်မပြည့်ပါတစ်ချိန်လုံးကရခဲ့တယ်အခုဒီကြောင်ကြီးကိုဆောလို့လူတန်းသွားတဲ့ပိဋုပိတရားကြီးဒီတရားကြီးကဟိုရှိတော့ကနန်းတော်ကဟိုဘက်မှာရှိတော့
ဒီနေရာကြီးကတော်ရတဲ့နေရာကြီးတစ်ခုပဲဒီကျောင်းကြီးကိုပထမဆုံးလှူဒန်းလက်ခံရတဲ့ရွှေကျင်ဆရာတော်အရှင်သာကရာရှိဘကမနေတာရှိဘကတော်ရကြီးမနေတာအဲ့ရှိဘကတော်ရကြီးမနေတဲ့ဆရာတော်ကြီးကိုဒီကိုပြင်လာမင်းတို့မကြီးဆရာတော်ကြီးကတော်ရကြောက်ပါပဲနေချင်တယ်မြို့နေချင်ဘူးဒါကြောင့်မို့ဆရာတော်ကြီးနေပြော့အောင်ဟိုဘက်ကမြို့ကအသံနေမကြရအောင်တိတ်ဆိတ်ဒီတောင်ကြီးကထားတဲ့ဘက်ကိုနေရာချထားတာအဲ့ဒါစဉ်းစားကြည့်ပေါ့တောင်ကြီးကထားတဲ့နေရာမှာနေရာချပေးပြီးတော့ဆရာတော်ကြီးကိုတပည့်ပြိဿတဲ့နေရာရွှေကျင်9တိုက်ခုတည်းရှိတယ်တိုက်9တိုက်တွဲပြီးတော့တကယ်တော်ရကြောင်းတိတ်ဆိတ်ငြိမ်သက်တယ်ဒီဘက်ကဟာလည်းမရှိသေးဘူးအဲ့တော့ဟိုဘက်မှာပဲရှိတယ်ဒီဘက်မှာမရှိဘူးခဏခေတ်တော့ဟိုဘက်ဒီဘက်ရှိကုန်ပြီပေါ့နော်အဲ့ဒါလို့စဉ်းစားကြည့်လိုက်လို့ရှိရင်ကိုလူမျိုးကိုထီကိုနဲ့နေလာတဲ့ခေတ်ဘုန်းကြီးကြောင်းလေးဆိုဒီပုံစံပဲနော်ဒါခုတရားနာတဲ့ပုဂ္ဂိုလ်တွေမြတ်မကြီးကြည်မှုအငွေအသက်ကိုခံစားကြည့်ကြည့်ဒီနေရာမှာခံစားလို့ရရှေးတုန်းကပြည့်တဲ့ထက်ကတရားနာကြပဲပါတယ်ဆိုရင်ဒီလိုပဲနာကြတာနော်လိုပဲနာကြအဲ့ဒါလို့ဒီကနေခေတ်တော့ဘုန်းကြီးကြောင့်လည်းဒီပုံစံမရှိတော့ပြောင်းသွားတယ်မြမပြည်ကလည်းအပြောင်းလဲတော်တော်ကြိုက်တဲ့တိုင်းကဟိုဘုန်းကြီးကြောင့်လည်းပုံစံပြောင်းသွားပြီခုကနော်ကိုရီးယားသွားကြည့်ကိုရီးယားမှာဘုန်းကြီးကြောင့်လည်းရှေးတော်ကြောင့်လိုက်မပြေဘူးရှေးကြောင့်ပုံစံပဲဆောက်တဲ့သူနော်ကိုရီးယားဘုန်းကြီးကြောင့်လည်းရှေးပုံစံတိုင်းပဲခေတ်ပုံစံမဟုတ်ဘူးကိုရီးယားနိုင်ငံတိုးတက်တဲ့နိုင်ငံပဲလို့ခေတ်ပြီးတိုက်ကြီးတွေမဟုတ်ဘူးဘုန်းကြီးကြောင့်နေကြတာရှေးအောင်ပုံစံနဲ့ပဲဆောက်တယ်ဒီမှာကျတော့ရှေးအောင်ပုံစံကြောင့်ကရှာမရှာဖြစ်နေတမိုင်းထဲမှာပဲကျဲတော့တယ်လို့ဖြစ်သွားတယ်ဘောက်တို့ဆိုရင်မြန်မာလူမျိုးတွေကအသစ်ကြိုက်တဲ့လူမျိုးတွေဖြစ်နေအသစ်ပဲကြိုက်တာအဟောင်းသိပ်ပဲကြိုက်တဲ့သဘောရှိတယ်တော့အဲ့တော့ဒီအဆောက်ကြီးဆိုရင်သူ့ခေါ်တယ်သူရှိတယ်ဒါဖျားထားတဲ့နေရာကစီတော်ဆောင်လို့ထင်တယ်အဲ့ဒါလို့ခေါ်တယ်စီတော်ဆောင်လို့စတုဆောင်လို့အဆောက်နေတဲ့သူကလည်းသူရှိတယ်ပေါ့ဘယ်ဆောင်ပါလို့တယ်ဘယ်ဆောင်ပါလို့တယ်သူစိကတဲ့တကယ်စနစ်တကျဆောက်လုပ်ထားတာအဲ့တော့မြတ်မယဉ်ကျေးမှုဆိုတာအဲ့တော့ဒီယဉ်ကျေးမှုအပွေတစ်တွေဟာဒီနေ့တစ်ချိန်တွေကမြတ်မလူမျိုးတွေဟာထိမ့်သိမ်းဆောက်ရှောက်ပြီးဗုဒ္ဓရဲ့အဆုံးအမနဲ့အညီနေထိုင်ခဲ့ရတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်နော်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီနေထိုင်ကျင့်သုံးခဲ့ကြတယ်အခုလေဒီကနေ့ဟာတကယ်ရှေးကြောင်းပေါ်ကြီးမှာတရားဟောရတယ်တရားနာရတယ်ဆိုတာတစ်ချိန်တစ်ခါကာလတုန်းကခုခေတ်စကားနဲ့ပြောရင်ပဋ္ဌာန်းဆက်ရှိလို့ပြောရမှာတူပါတယ်နော်ပဋ္ဌာန်းဆက်ဆိုတာအကြောင်းကိုပြောတာပါအကြောင်းဆက်တာကိုပဋ္ဌာန်းဆိုတာအကြောင်းတရားပေါ့ဘယ်ရပဲဖြစ်ဖြစ်အကြောင်းရှိမှအကျိုးဆိုတာဖြစ်တာကိုဒါကြောင့်မို့အကြောင်းတရားရဲ့ဆက်သွယ်မှုနဲ့အခုလိုအကျိုးဆက်ရတယ်ရှေးတော့ကဒီတရားမှတရားနာဘူးတာလည်းရှိကောင်းရှိနေမှာခုကတရားနာတဲ့ပုဂ္ဂိုလ်တွေဟာရှေးတော့ကလည်းဒီတရားမှရွှေကျင်ဆရာတော်ကြီးဟောတဲ့တရားတွေနာဘူးတဲ့ပုဂ္ဂိုလ်တွေပါတယ်မှာပဲနော်ဒါတွေ့ကြည့်တာပါအဲ့တော့တန်တရားဘဝဆိုတာဟာစဉ်းစားကြည့်ခုနတို့တိဆောက်လာခဲ့ကြတာအဲ့တော့အဲ့ဒီဘဝကိုမြတ်စွာဘုရားကလေဘဲနှစ်ခုနဲ့ဟောတယ်ခုနလေဘဲကလူဆိုတာကိုကျင့်တရားကောင်းနေရမယ်အမေဖေကိုပြုစုရမယ်ပညာရှိကိုစိတ်ကြရမယ်ဝတ္တရားကြည်ပြရမယ်နော်အပြကောင်းစားရေးအတွက်လုပ်ရမယ်ကုသိုလ်ကောင်းမှုလုပ်ရမယ်အဟုတ်လို့ရှောင်ရမယ်ဒါတွေက ordinary level လို့ခေါ်တဲ့ compassionate truth
ဆိုတဲ့အခြေခံလေးပဲနဲ့ဟောတာနော်အဲ့ဒီအခြေခံလေးပဲမှာကာကွယ်လို့မရတဲ့ဒုက္ခဘာဒုက္ခတော့ဆိုရလာတဲ့ဘဝသည်တနေ့ကျတော့ဆုံးတတ်သွားတယ်အခုဆိုရင်အလူတကာဖြစ်တဲ့ဘိတုပိကြီးလည်းမရှိတော့နော်ကျောင်းဘုန်းကြီးဖြစ်တဲ့ရွှေကျင်ဆရာတော်ကြီးလည်းမရှိတော့နှစ်ပေါင်းများစွာကွာခြားသွားကြပြီအဲ့ဒါဘဝမှာကျုပ်တွေ့ရတဲ့ဒီဒုက္ခဟာဒီတမန်လေးပဲမှာအဲ့ဒီကုသိုလ်ကမတားနိုင်ဘူးဒါဖြစ်ရဘဝမှာဖြစ်လာပြီးသိဆုံးရမယ်ပျောက်ကွယ်ရမယ်ဒါသဘာဝတစ်ခုပဲနော်အဲ့ဒါက ordinary level အဲ့ဒီ level နဲ့ပတ်သက်လာပြီးတော့ဘဝနဲ့ပတ်သက်ပြီးအတွေ့အမြင်တစ်ခုပေါ်လာသေးတယ်မတူညီတဲ့တွေ့အမြင်ဘဝပေါ်မှာအမျိုးအစားခွဲကြည့်လိုက်တချို့ကဘဝမှာပျော့တယ်ထာဝရဖြစ်ခြင်းနော်ဘဝမှာထာဝရဖြစ်ဖို့ပျော့ကြတယ်အဲ့ဒီပုဂ္ဂိုလ်ကတစုတချို့ကဘဝနဲ့ပတ်သက်ပြီးဒုက္ခတွေကြုံတွေ့ရတဲ့အခါကျတော့ဘဝကြီးကိုညီငွေတယ်စိတ်ပြတ်တယ်ဘဝကလွတ်ချင်တဲ့ပုဂ္ဂိုလ်တစုနော်ဘဝပေါ်မှာရှုမြင်တာဒီနှစ်ခုရှိမတူတဲ့အမြင်ဘဝရှိနေတာကိုကြိုက်တဲ့ပုဂ္ဂိုလ်တစ်ခုဘဝမရှိတော့တာကိုကြိုက်တဲ့ပုဂ္ဂိုလ်တစ်ခုကြိုက်မကြိုက်ပေါ်မှာမူတည်ပြီးတော့ဘဝရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားကဘဝတတ်တဲ့အကထွက်မြောက်ဖို့မဂ္ဂင်၈ပါးအကျင့်တရားကိုဟောပြီးနိဗ္ဗာန်လမ်းကြောင်းကိုပြတဲ့အခါမှာသူကနောက်တော့သွားတယ်စိတ်မပါကဲစဉ်းစားကြည့်ဘဝကိုယ့်ကိုတွေးကြည့်တယ်အခုနိဗ္ဗာန်ရကြပြီလားခုနိဗ္ဗာန်သွားကြပြီလားလို့ဆိုနောက်တော့သွားဒါအနိုင်ပဲနော်မဖြစ်ရတော့ဘူးဆိုရင်မကြိုက်ဘူးသူကမကြိုက်ဘူးမကြိုက်တာဘာကြောင့်ဘဝတဏှာကြောင့်ပဲဘဝတဏှာဖြစ်နေတာကိုသဘောကျတယ်ဖြစ်ခြင်းနဲ့ဒီတဲ့ကောင်းခြင်းနဲ့ဟုတ်လားအခုလည်းရှိဘဝမကြည့်တတ်သေးဘူးဒီတဲ့ကောင်းတဲ့ဘဝမျောနေတယ်ဒီတဲ့ကောင်းအောင်လုပ်ခြင်းနဲ့ဒီတဲ့ကောင်းတဲ့ဘဝရခြင်းနဲ့ဆိုတာတွေကရှိတယ်အဲ့ဒါကလူတန်းစားတစ်ခုပဲနော်ဘဝမှာပျော့တဲ့ပုဂ္ဂိုလ်တို့အဲ့ဒါကိုတတ္တဝါဒအမြင်ရှိတဲ့ပုဂ္ဂိုလ်တို့ခေါ်တယ်မြတ်စွာဘုရားကနိဗ္ဗာန်တရားဟောရင်နောက်တော့သွားတယ်စိတ်မပါဘူးနော်နောက်တော့သွားတယ်ဘဝအမြင်နဲ့ပတ်သက်တယ်ဖြစ်နေတာနောက်ပုဂ္ဂိုလ်တို့ကဘဝရဲ့ဒုက္ခတွေကြည့်ပြီးတော့ဘဝနောက်ဘဝမဖြစ်တာကိုကြိုက်တဲ့ပုဂ္ဂိုလ်ရှိတယ်တရားကျင့်တာမဟုတ်ပဲနဲ့မဖြစ်တာကိုကြိုက်တဲ့ပုဂ္ဂိုလ်တဲ့စိတ်ညစ်လို့လည်းဖြစ်တယ်တချို့ကြတော့စိတ်ညစ်တဲ့ပုဂ္ဂိုလ်တွေကနောက်ဘဝမရှိအေးတာပဲတချို့ပြောတယ်ပေါ့လားသိအေးတာပဲဘယ်အေးမလဲနော်သိပြီးရင်လာအောင်မှပဲလေအဲ့ဒီလိုမရှိတာကိုကြိုက်တဲ့ပုဂ္ဂိုလ်ကြတော့ဝိဘဝတဏှာလို့ခေါ်တယ်ခုနကဘဝတဏှာမရှိတာကြိုက်တဲ့ပုဂ္ဂိုလ်ဝိဘဝတဏှာသူကနိဗ္ဗာန်လို့ဘာလို့မဟုတ်ဘူးတရားကျင့်ပြီးတော့ဘဝမရှိတာကိုကြိုက်တာမဟုတ်ဘူးသူကတက်တဘာဝတရားကိုမျက်ွယ်ဖြူပြီးတော့ဘဝမရှိတာကြိုက်တာပဲရှိတယ်ဥစ္စေရဒိဋ္ဌိလို့ခေါ်တယ်နော်အဲ့ဒီဘဝနဲ့ပတ်သက်လာလို့ရှိရင်ခုလိုမတူကွဲပြားတဲ့အမြင်တွေရှိနေအဲ့ဒီအမြင်နှစ်ခုသလုံးဒီဘဝကထွက်လက်မဟုတ်တော့ထွက်လက်ကိုမတွေ့နိုင်ဘူးအဲ့တော့မြတ်စွာဘုရားကတတိယပုဂ္ဂိုလ်မျိုးစားအတွက် absolute truth လည်းပဲကိုဟောခဲ့တယ်နော်တတ္တဝါဆိုတာမရှိဘူးတတ္တဝါမရှိဘူးလို့ပြောလို့ရှိရင်ငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးတခြားလူဆိုတာလည်းမရှိဘူးတခြားလူရဲ့ပိုက်ဆိုင်မှုဆိုတာလည်းမရှိတော့ဘာပဲရှိတော့ယုံနဲ့နဲ့တစ်ခုပဲရှိပါရိလွယ်မှနေတယ်လို့ဆိုလို့ရှိရင်ဥပမာလေးတစ်ခုပြပြလူတွေဟာကိုလိုတဲ့ပဲထင်နေကြတယ်အလုံးနော်ကိုလိုတဲ့ပဲထင်တယ်နေစဉ်ထမင်းချက်တဲ့အခါဘုသူချက်တာတော့ငါချက်တာလို့ပြောကြတယ်ငါချက်တာတကယ်ကသူချက်တာဟုတ်ဖို့စစ်စစ်ကြည့်လိုက်နော်
သူလှုပ်တာမလှုပ်တာတော့ဆိုရင်သူစီစဉ်ပေးတာပဲရှိတယ်သူချက်တာမဟုတ်ချက်တာကသူကချက်တော့အိုးရဲ့ရေရဲ့မီးရဲ့ပေါင်းချက်သွားတမင်အိုးမပါပဲရေမပါပဲမီးမပါပဲသူချက်လို့ရမရဘူးအကြောင်းတရားတွေကလှုပ်သွားတယ်ဆိုတာထင်ရှားတယ်ကားဆိုလေသူကသူသွားတာမဟုတ်ဘူးနော်စက္ကရိယာတွေဥပမာဘက်ထရီကောင်းရမယ်အင်ဂျင်ကောင်းရမယ်ဘိန်းကောင်းရမယ်တော့စီရှိရမယ်အဲ့ဒါဒီပေါ့မှကားသွားလို့ရတယ်ဒါပေမဲ့ဒရိုက်ဘာသူ့မောင်းတယ်လို့ပဲပြောတယ်သူကစီစဉ်ပေးရုံပဲစီစဉ်ပေးတာအဲ့ဒါလို့ပဲကိုပြန်စဉ်းစားလိုက်ကိုပြန်စဉ်းစားလိုက်အခုတရားပွဲကိုရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာဒီပုဂ္ဂိုလ်တွေရဲ့ process ဆိုတာပြန်စဉ်းစားကိုဖြစ်စဉ်ကြီးတစ်ခုပြန်တွေးလိုက်အိမ်ကနေပြီးတော့ဒီတရားပွဲရှိတယ်တရားပွဲကိုသွားမယ်ဆိုတဲ့စိတ်က starter ပဲစလိုက်တာသူရဲ့တွန်းအားနဲ့အစဉ်ဆက်မပြတ်ဖြစ်လာအဲ့တွန်းအားကြတဲ့ဘာအနှောင့်အယှက်မရှိသည့်အတွက်ကြောင့်ဒီရောက်လာတာဖြစ်တယ်ကြားတဲ့မှာကိစ္စတစ်ခုပေါ်လာရင်မလားဖြစ်တော့နော်အဲ့တော့သွားအောင်မယ်ဆိုတဲ့စိတ်ဓာတ်ကပထမအဲ့ဒီကနေပြီးတော့နဗတ် system နေကာယဝိညာဉ်ဝစီဝိညာဉ်ဆိုတာတွေဖြစ်ပြီးတော့လူတယောက်ဟာဒီကိုရောက်လာသိထီအောင်ဖြစ်လာတယ်တခုတည်းမဟုတ်ဘူးအကြောင်းအဆက်ဆက်နဲ့ရောက်လာတယ်နော်တခုတည်းဆိုမရောက်ဘူးအစဉ်ဖြစ်ပြီးတော့ရောက်လာဒီကြားထဲမှာအဆက်ပေါင်းဘယ်လောက်ရှိတယ်ဆိုတာသိချာကြည့်လိုက်အများကြီးရှိတယ်တစုံတစ်ခုကိုမြင်နေဆိုတဲ့နေရာမှာမျက်စိကတစ်ခုမြင်စရာအာယုန်နဲ့မျက်စိနဲ့ဆုံတာတစ်ခုမြင်သိစိတ်ပေါ်လာတာတစ်ခုဒီထဲမှာ attention ဆိုတဲ့တတိထားမှုကတစ်ခုအဲ့ကြတော့မြင်နေဆိုတာဖြစ်တာမျက်စိတဲ့တစ်ခုတည်းနဲ့လည်းမမြင်ဘူးမြင်စရာအာယုန်ရှိုံနဲ့လည်းမမြင်ဘူးမြင်သိစိတ်ဖြစ်ုံနဲ့လည်းမမြင်ဘူးနော် attention နဲ့ရှိအောင်မယ်တော့ဆိုလိုတာကအလုံးဟာတစ်ခုတည်းဘာမှမဖြစ်ဘူးအကြောင်းတွေအကျိုးတွေပေါင်းစပ်ပြီးတော့မှဖြစ်တာအဲ့ဒါကိုပစ္စယယတ္တဝုဒ္ဓိပဋိစ္စသမုပ္ပန္နလို့ပြောတာနော်ဖြစ်လာတဲ့ပြအလုံးဟာအကြောင်းတရားကိုဆွဲပြီးတော့ဖြစ်လာတာကြီးပဲသူကသူဖြစ်တာတစ်ခုမှမရှိဘူးနော်အကြောင်းတရားကိုပြီးပြီးတော့ဖြစ်တာအဲ့ဒီအကြောင်းတရားတွေကိုပဲလူတွေကငါလို့ထင်နေတယ်တကယ်တော့ငါဆိုမရှိဘူးယုံနာတဘာဝတတ္တတာဖြစ်တယ်လို့အဲ့ဒီလိုမြင်ဖို့မြတ်စွာဘုရားကတတိယပုဂ္ဂိုလ်တို့ထုတ်ပြီးတော့ဟောတာနော်စက္ခုမန္တောမြတ်စွာဘုရားပေးတဲ့အသိဉာဏ်မျက်စိနဲ့ကိုကြည့်လိုက်တယ်ကြည့်လိုက်တဲ့ကဘာတွေ့တော့ဘဝဆိုတာယုတ်တဲ့နာနှစ်ခုဖြစ်တာကိုခေါ်တယ်ဒီယုတ်နာဟာလည်းပဲကြောင်းတရားရှိတယ်ခုနပြောခဲ့တဲ့အတိုင်းပဲကိလေသာကိုကြောင်းပြုပြီးတော့ကံနေဖြစ်တယ်ကိလေသာနဲ့ကံပေါင်းစပ်ပြီးတော့ထုတ်လိုက်လို့ဘဝဆိုတာဖြစ်လာတယ်နော်အဲ့ဒီဘဝရလာတဲ့အခါမှာတခါကိလေသာတွေဖြစ်လာပြန်တယ်ကိလေသာနဲ့ကံနဲ့တခါပေါင်းစပ်ပြီးတော့တခါဘဝတစ်ခုတည်းဖြစ်လာတယ်မဆုံးနိုင်တဲ့ဘဝတတ်တရားကြီးကိုကိလေသာနဲ့ကံကဖန်တီးနေတယ်ဆိုတော့ရသော်ဗျာသိစေတယ်လူတွေillusion လို့ခေါ်တဲ့လွယ်မှားတဲ့အတွေ့နေတာခုနထမင်းချက်တော့ငါချက်တယ်လို့ထင်နေတယ်ပြီးတော့ကိုလည်းငါလုံနိုင်တယ်လို့ထင်တယ်နော်သူသဘာဝကြီးကကောင်းနေလို့ဥပမာလူတွေပြောလို့ရှိတယ်ကိုလက်ကိုချီကိုလက်ကိုပိုင်နဲ့ကိုချီကိုပိုင်နဲ့ဟုတ်တယ်အကြောင်းတရားတွေကပေါင်းစပ်ပြီးတော့ကောင်းမြတ်နေတဲ့အချိန်မှာကိုလက်ကိုချီပိုင်တယ်လို့ထင်တယ်လေဖြတ်ကြည့်ပါလားကိုလက်တော့မမှားလို့မရတော့လေဖြတ်လိုက်ကိုချီတော့လည်းမှားလို့မရတော့အဲ့တော့အကြောင်းတရားတွေကလှုပ်ဆောင်နေတယ်ဆိုတဲ့သဘောကိုရှင်းရှင်းလင်းလင်းသိအောင်ကြိုးစားအောင်ဖြစ်တယ်အဲ့ဒါ
ဝိပဿနာဉာဏ်နဲ့ကြည့်တဲ့အခါမှာ analyze လုပ်ကြည့်ရမယ်နော်ဝိပဿနာတရားဆိုတာခွဲခြားစိတ်ဖြတ်ကြည့်တဲ့ဒီပဲဒါကြောင့်မို့နမရူပဝဝထာဒေနတက္ကယဒိဋ္ဌိယပါဟနံတက္ကယဆိုတာခန္ဓာ၅ပါးကိုပြောတာနော်ကိုယ်မှာရှိတာခန္ဓာ၅ပါးရှိတာရှိတဲ့ခန္ဓာ၅ပါးကိုငါလို့ထင်တာတတ္တဝါလို့ထင်တာသူတော်ဘာလို့ထင်တာငါပိုင်တယ်လို့ထင်တာကဒိဋ္ဌိရှိတာကခန္ဓာ၅ပါးခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မသိပဲနဲ့ငါလို့သိနေတာအလွယ်မှာအဲ့ဒါကိုပျောက်အောင်ဘယ်လိုလုပ်အောင်လဲဆိုရင်ခန္ဓာ၅ပါးကိုတစ်ခုစီခွဲကြည့်ရမယ်ဟောတစ်ခုစီခွဲကြည့်ရမယ်ခွဲခြားစိတ်ဖြာပြီးတော့ကြည့်တယ်လို့ခေါ်တယ်ဥပမာတစ်ပင်ဆိုတာဘယ်ဟာခေါ်တော့ဆိုလူတွေကအပေကိုလည်းညှို့ထုတ်ပြောမှာပဲဒါတစ်ပင်လို့ပြောမှာပဲအဲ့ဒီတစ်ပင်ကိုခွဲကြည့်လိုက်အမြေကတပုံပင်စီကတပုံအကိုင်ခက်ကတပုံအရွက်တွေအပွင့်တွေတည်ရတပုံလေးဆိုရင်တစ်ပင်ရှာတွေ့အောင်မလားမတွေ့တိုက်တော့တခုစီကားဆိုတာလည်းပဲဝါရှောသွားပြီးတော့တခုစီဖြုတ်ထားလိုက်လို့ရှိရင်သူ့နာမည်နဲ့သူရှိတဲ့ကားဆိုမရှိပါဘူးပေါင်းထားမှခေါ်လို့ရတဲ့ဟာတွေအဲ့တော့ကားဆိုတဲ့နာမည်ရတဲ့အစစ်မှမဟုတ်ဘူးတစ်ပင်ဆိုတဲ့နာမည်ရတဲ့အစစ်မှမဟုတ်ဘူးထို့တူပဲလူဆိုတာလည်းအစစ်မှမဟုတ်ဘူးအစစ်မှကနတ်နဲ့ရုပ်ပဲရုပ်တဲ့ဒီတစ်ခုသားလည်းအစစ်ဖြစ်တယ်ဆိုအဲ့ဒါကိုသိဖို့အတွက်တတိနဲ့သတ်စေကြတဲ့အချိန်မောင်းများစွာကိုချိန်ချိန်ထထစစ်သုံးသပ်ကြည့်ရမယ်အဲ့သုံးသပ်ကြည့်မှဝိပဿနာဉာဏ်စွာဖြစ်မယ်အမှန်နဲ့တော့မဖြစ်ဘူးနော်အဲ့ဒီဝိပဿနာဉာဏ်ဖြစ်ပြီးဆိုမှဒိဋ္ဌိဝိသုဒ္ဓိအမြင်ကမှတ်မယ်ခုတိုင်းဆိုရင်အမြင်ကမမှန်သေးဘူးပါနဲ့တူတော့ဆိုရင်လူတွေကညမောင်ပြပြညနေမောင်ပြပြအချိန်မှာမွေနဲ့တရတူတဲ့အရာကိုသူ့ကိုတွေးလိုက်လို့ရှိရင်မွေလို့ထင်သွားတယ်မွေလို့ထင်လိုက်တာနဲ့ဘာဖြစ်လို့ကြောက်စိတ်ဝင်လာတယ်မွေလို့ထင်လို့ကြောက်စိတ်ဝင်လာအလင်းရောက်ယူပြီးတော့သေချာကြည့်လိုက်လို့ရှိရင်မွေမဟုတ်ဘူးကြိုးကြီးတော့မဟုတ်ဒုံချောင်းကြီးဆိုရင်ဒီကြောက်စိတ်ရှိသေးလားမရှိတော့လောကပြောက်သွားအမှန်သိရင်မကြောက်တော့အဲ့တော့ဘုန်းကြီးတို့တွေအပါတော့ဆိုရင်ဒုံချောင်းကိုမွေထင်ပြီးတော့ကြောက်နေတဲ့လူနဲ့တူတူပဲနော်ဒုံချောင်းကိုဒုံချောင်းလို့မြင်လိုက်တာနဲ့တပြိုင်တည်းကြောက်စိတ်ပြောက်သွားသိကြပါဦးအဲ့တော့ကိုနှစ်သက်တဲ့အရာကိုလည်းပဲထင်ပြီးတော့ဆွဲလန်းနေတယ်ဆွဲလန်းခြင်းချစ်ခင်ခြင်းမုန်းတိခြင်းဆိုတာဟာတလွဲသိနေလို့ဖြစ်တာအမှန်သိရင်မဖြစ်တော့အဲ့ဒါကိုယထာဘုဒ္ဓတသနာအရှိတိုင်းသိတယ်လို့ပြောတာနော်တကယ်အဖြစ်တိုင်းသိတာကိုသိနေတာတလွဲသိနေတယ်တလွဲသိနေသမျှကာလပတ်လုံးချစ်ချင်ဖို့ရင်ခွဲခြားဆက်ဆံရင်ဒါတွေကုန်ရှိနေမှာကိလေသာတွေဝင်ပိုးရလွဲ့တကူဖြစ်နေတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကဘုဒ္ဓံဘုဒ္ဓတော်ပတ္တိအရှိကိုအရှိတိုင်းမြင်ရမယ်နော်ကိုကအရှိကိုမမြင်ဘူးဘာတွေမြင်တော့ဆိုရင်အပေါ်အဝတ်စားရင်လည်းမြင်နေမြင်မဲ့ရုပ်ကိုလည်းမြင်နေပဲအရှိမြင်တာမဟုတ်ဘူးကနော်အတွေ့အထိနဲ့လူတွေကလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်အဲ့လိုဖြစ်နေအဲ့ဒါကိုဆိုလို့လေနော်ယုံနံသာရှိတယ်ယုံနံတတဝါဆိုတာမရှိဘူးဆိုတဲ့နဘရူပနံယထာဝတတတဒိဋ္ဌိဝိသုဒ္ဓိနာမတတဝါတွေမှာရှိတယ်တကယ်ရှိနေတဲ့ယုံတဲ့နံကိုအမှန်တိုင်းသိတဲ့ဉာဏ်သိဒိဋ္ဌိဝိသုဒ္ဓိလို့ပြောတာမှန်ကန်တဲ့အပြည့်တစ်ခုရပါအဲ့ဒီဒိဋ္ဌိဝိသုဒ္ဓိဖြစ်မှခုနကတန်တရားဝကထွက်တဲ့လမ်းကြောင်းကိုတွေ့မှဖြစ်တယ်ပေါ့နော်ဘဝနဲ့ပတ်သက်လာလို့ရှိရင်ဒိဋ္ဌိဝိသုဒ္ဓိအမြင်နဲ့ကြည်နိုင်အောင်ကြိုးစားအထောက်တာအဲ့ဒါကိုပဲဝိပဿနာတရားအထောက်တယ်လို့ပြောတာအဲ့တော့ခုန level နဲ့မတူခုန level တော့ကပေရှိတယ်ဖေရှိတယ်တတ္တဝါရှိတယ်နော်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ရှိတယ်မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ရှိတယ်ဒါကသမုဒိသစ္စာ level ဝ
ဝိပဿနာတရားအထုတ်ရင်ဘယ်သူမှမရှိဘူးတတ္တဝါဆိုတာမရှိဘူးယုံနဲ့နာတစ်ခုရှိအဲ့ဒီဟာကိုမြင်ဖို့မေတ္တာမှရေးကြည့်တယ်ဆိုတာကိုမသားကြဘာဖြစ်ပါလဲဒါကြောင့်တရားချစ်ခင်သူတို့ရဲ့ပြိဿပေါင်းတို့မြတ်စွာဘုရားဟောတဲ့မတူကွဲပြားတန်တရားဘဝမြင်များရှိနေတဲ့အချိန်မှာတို့တွေဟာနောက်ဆုံးဘဝဆိုတာယုံနဲ့နာနှစ်ခုဖြစ်ခြင်းလာတဲ့ဘဝထိုယုံနဲ့ဒီအကြောင်းပဲဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုဆွဲပြီးတော့ဖြစ်တာဖြစ်တယ်အကြောင်းတရားတွေကိုပယ်ခြင်းအဖြစ်ဘဝကလွတ်မြောက်နိုင်တယ်လို့ဆိုတဲ့အသိဉာဏ်ရအောင်ကျင့်ကြံကြိုးကုပ်ပွားများအထောက်နိုင်ကြပါစေကုန်သတည်းယနေ့ညဆင်ရင်ကျင်းပပြုလိုအပ်သည့်အထူးဓမ္မသဘင်တရားပွဲနှင့်ဆက်လျင်း၍လူဒန်းမှုကိစ္စများဆောင်ရွက်ခွင့်ပြုတော်မူပါဖျားဆရာတော်ဘုရားကြီးထံအဆက်စွာလူဒန်းနိုင်ရန်အတွက်ဆရာတော်ဘုရားကြီး၏ကပ္ပိယကာရကအဖြစ်ကိုရဲလွင်ဆိုမှဆောင်ရွက်ပေးပါရန်ပန်ကြားအပ်ပါတယ်ယနေ့ညတရားလူရှင်များဖြစ်ကြပါသောအဖိုးအဖွားများနှင့်ဖခင်ကြီးဦးတင်ထွန်းအားရည်စူး၍မိခင်ကြီးဒေါ်အန်းကူအားအမှုထားကာတမီဒေါက်တာမိုးမိုးထွန်းမိုးတောက်နှင်းကုမ္ပဏီလီမိတက်မြေဒေါက်တာဇော်ထွန်းလင်းဒေါက်တာတထားဆွေမြစ်စုအထူးကုစေကံမိသားစုတို့မှဆရာတော်ဘုရားကြီးအားသင်္ကန်းနှင့်ဓမ္မပူဇာသိန်းတရားဆက်ကပ်လှူဒန်းပေးရန်ဖြစ်ပါတယ်သာဓု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 ဆက်လက်ပြီးမင်းတို့မင်းတရားကြီးတောင်းဆောင်တော်မူဘုရားကြီးကျေးမြင်မူဘုရားကြီးငဇောမိဘုရားကြီးတို့ဤတီတော်ပြမနာမင်းသားကြီးထရံကန်ထိတ်ခေါင်တင်မင်းသမီးကြီးစကုမင်းသားတို့ဤမြစ်တော်ပြမနာစကုထိတ်တင်အောင်ပြမနာစကုထိတ်တင်နှင်းမိသားစုတို့မှဆရာတော်ဘုရားကြီးအားသင်္ကန်းဆက်ကပ်လှူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးဦးသိန်းထွန်းဒေါ်ခင်ဦးအားအမှုထားပြီးတာကိုမိုးစော်ထွန်းရိုးရိုးသုံးမင်းဖြန့်ချီမိသားစုတို့မှဆရာတော်ဘုရားကြီးအားသင်္ကန်းနှင့်ဓမ္မပူဇာသိန်း20လှူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးမျက်စိအထူးကုဆရာဝန်ကြီးဦးဝင်းလိုင်ဧကမဟာသီရိသုရမတင်ကြီးဒေါ်မြဆန္ဒဝင်ဒေါ်ဝင်စိန်နိုင်မိသားစုတို့မှဓမ္မပူဇာ9သိန်းဆက်ကပ်လှူဒန်းပေးရန်ဖြစ်ပါတယ်
ဆက်လက်ပြီးမတ်နွယ်နီဖူဂျီမိသားစုမှဓမ္မပူဇာ9 သိန်းစက္ကပ်လူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးဒေါ်ရင်ရင်မေဤ69နှစ်မြောက်ဝေးနေ့အလူဖြင့်ဓမ္မပူဇာ9 သိန်းစက္ကပ်လူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးဂျပန်နိုင်ငံနေမတ်တူဇာတမီဆာကူရာမိသားစုမှဓမ္မပူဇာ10 သိန်းလူဒန်းပေးရန်ဖြစ်ပါတယ်ကွယ်လွန်သူမိခင်ကြီးဒေါ်တင်သိန်းနှစ်20ပြည့်အားရည်စူးပြီးဒေါ်ခင်လေးအေးလာနှင့်မောင်နှမများမိသားစုတို့မှဓမ္မပူဇာ9 သိန်းနှင့်အတူယနေ့ညကြွားရောက်လာကြသည့်တရားနာပိဋကပေါင်းသူတော်ကောင်းတို့မှအများပေါင်းစုလူဒန်းသည့်ဓမ္မပူဇာလူတော်ငွေ66 သိန်း14,500 ကျပ်အားအများကိုစားကိုမြင့်ထေးမှလူဒန်းပေးရန်ဖြစ်ပါတယ်ကျေးဇူးရှင်ဆရာတော်ဖျားယနေ့ညလူတိုင်းရပါသောကောင်းမှုအစုစုတို့အတွက်32 ဘုံကျင်လေကုန်သောလူနတ်မြမဝိနည်းတတ္တဝအပေါင်းတို့အားကုသိုလ်အမြကိုယ်စီရရှိကြစေရန်အလို့ငါရေစက်သွန်းချဝေမြလူကြသည်ဖြစ်ပါ၍ရေစက်ချတရားဟောကြားချီးမြှင့်တော်မူပါယံဖျားတပည့်တော်ခြေတော်အဆုံးဥခတ်၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဖျားအလုံးစုကြရှင်ဘုရားဘုရားတပည့်တော်တို့သည်ဓမ္မအသိဉာဏ်ရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရှိတန်ကြလျက်တပတ်တပင်ရှင်ကျင်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတ်သိလေးမြတ်စွာမမတ္တာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်း
ဤကောင်းမှုဤဖို့ပါကကိုအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏အထူးအဖြင့်ဤကြောင့်၌ကြီးကိုဒီထောင်ဆောက်လုပ်၍လူတန်းခဲ့သောယရနာဘုံမန္တလေးမြို့တိနန္ဒီပစ္စမသံဃာနာတေဘဝရှင်မတရားကြီးမိဖုရားမြတ်သာတော်ဖြစ်သောတိဘောမင်းနှင့်မိဖုရားတို့အားမင်းဆိုရစာပရိသတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏ဤကြောင့်တိုက်ကြည်၌ရှေးဥစွာပြင်းတော်လည်းရဲ့ရွှေကျင်ကိုင်းကြီးကိုတည်ထောင်တော်မူသောကျေးဇူးတော်ရှင်ရွှေကျင်နိကာယသမုဋ္ဌာပကရွှေကျင်ဆရာတော်ဘုရားကြီးမှအဆက်ဆက်တရင်သုံးဆောက်ရှောက်ခဲ့ကြသောဆရာတော်အရှင်သူမြတ်တို့ဤကျေးဇူးကုန်ကိုပူဇော်တုတ်ဆက်ပါကုန်၏ဤကြောင့်၌အတွင်၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏32ဘုံကျင့်ဒီကုန်သောသုံးစုံမြတ်စွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းကုသိုလ်ကြသမျှညညဆရာတော်ဘုရားကြီးအားတင်ငန်းဆက်ကပ်လူဒန်းမိလူရှင်များဆရာတော်ဘုရားကြီးပြန်လဲကြွရောက်ရာဈဉ္ဉံလမ်းတစ်လျှောက်မှာဆက်ကပ်လူဒန်းပေးသွားကြမှာဖြစ်ပါတယ်လာရောက်ဖျားပမာ